အခန်းဆက်လေးပေါ့နော်အခန်းဆက်လေးကကြတော့ဘာအကြောင်းနဲ့ပတ်သက်ပြီးတော့သင်ရမှာလဲဆိုတော့ automatic cusha နားတုံတော့ on တင် automatic cusha ဆိုတာကကြတော့ auto ကားကိုပြောတာပေါ့နော်ကားထဲမှာဆိုရင် auto ကားနဲ့ manual ကားနဲ့ရှင်းမလား AT နဲ့ MT နဲ့ပေါ့နော်အဲဒါကြောင့်မို့တော့ဒီအခန်းဆက်လေးကကြတော့ဒီ auto ကားနဲ့ auto ကားတွေကိုပေါ့နော်ဒါမောင်းခြင်းနဲ့ပတ်သက်ပြီးတော့ auto ကားတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဒါသင်ရမှာပေါ့နော်ဂျပန်မှာကျတော့သူက manual ကားရှိတဲ့အခါ manual license ရှိရင် auto ရော manual ရောနှစ်ခုလုံးမောင်းလို့ရတယ်ပေါ့နော်ဒီ auto သမားတွေကကြတော့ဒါ auto တစ်ခုပဲဒါမောင်းလို့ရတယ်ဒါ manual သမား auto သမားကသင်ရတဲ့စာအုပ်ကဒီစာအုပ်တစ်အုပ်ပဲသင်ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာ auto manual ကားသမားတွေက auto ကားကိုမောင်းတဲ့အခါမှာဆိုရင်ဒါသိအောင်လို့ဆိုပြီးတော့ဒီအခန်းကိုဒါထည့်ထားပေးရပါပေါ့နော်အဲ့ကြောင့်မို့ဒီဟာကတော့ဒီ license ချိန်တဲ့လူတွေအတွက်ပေါ့နော်ဆောင်းမိုးဝဲမှာမေးနိုင်တဲ့ဒီမေးနိုင်ခြေကတော့ဒါနည်းတယ်ပေါ့နော်ဒါဒီအခန်းမကြည့်ချင်ဘူးကြော်ချင်တယ်ဆိုရင်လည်းဒါကိစ္စမရှိဘူးဒါကြော်လို့ရတယ်ပေါ့နော်ဒါမမေးဘူးလို့ထင်တယ်ပေါ့နော်မမေးနိုင်တော့ဘူးပေါ့နော်ဒါအရင်တော့မများဘူးဒီခါနည်းနည်းလေးပဲတော့ပေါ့နော်ဒါကြည့်ချင်တဲ့လူဆိုရင်လည်းဒါကြည့်ပေါ့နော်ဒါပုံမှန်လိုင်စင်အခုမှစယူတဲ့လူတွေအတွက်ပေါ့နော်ဒါမေးဒီကနေပြီးတော့ဒီအထိပေါ့နော်ဒီကကျတော့ဆာမိုးမှာဒါအမေးများတယ်ပေါ့နော်အခုမှဒါလိုင်စင်စယူမဲ့လူတွေလိုင်စင်ချိန်မဲ့လူတွေအတွက်ကျတော့ဒါမမေးလာဘူးပေါ့နော်ဒီဟိုဟာလိုင်စင်ကိုမှစဖြစ်မဲ့လူတွေအတွက်ကျတော့ဒီနေရာကျတော့ဒါဒီအခန်းထဲမှာဆိုဒါအမေးများတဲ့နေရာပေါ့နော်โอเคဒါကကျတော့ဘာကိုပြောရတာလဲဆိုတဲ့အခါကျတော့ဒီအော်တိုကားတွေကိုတဲ့ဒါမောင်းတဲ့အခါမှာပေါ့နော်ဒါသတိထားရမယ့်ဟာဆိုပြီးတော့ဒါဒီကောင်းစဉ်ကနံပါတ်1ကဒါပြောတာပေါ့နော်โอเคအခုကတော့ကျတော့ဒါအရင်ဆုံးကကားအကြောင်းကိုပြောမယ်ပေါ့နော်ပြီးတော့မှအော်တိုဆိုင်ကယ်အကြောင်းကိုပြောတာပေါ့နော်ဒါကကျတော့လောလောဆယ်ဆယ်ကကျတော့သူကကျတော့ဒီကားမှာအော်တိုကားကိုပေါ့နော်ဒါမောင်းတဲ့အခါမှာဆိုရင်ဒါသတိထားရမယ့်ဟာတွေကိုဒါသူပြောရတာပေါ့နော်โอเคအဲ့ဒါဆိုရင်သူကဒီထဲမှာဘာပြောရလဲဆိုတဲ့အခါကျတော့ဒီအော်တိုကားတွေကိုတဲ့ဒါမောင်းတဲ့အခါမှာဆိုရင်တော့တဲ့ manual ကားနဲ့ပေါ့နော်ဒါမတူဘူးတဲ့အော်တိုကားနဲ့ manual ကားနဲ့ကမတူဘူးပေါ့နော်ဘာမှမတူတာလဲဆိုတော့တဲ့ဒီပေါ့နော်အော်တိုကားမှာဆိုရင်တော့တဲ့ကလပ်မပါဘူးတဲ့ဒါကလပ်မပါဘူးပေါ့နော်โอเคအဲဒါကြောင့်မို့ကလပ်မပါတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့အော်တိုကားတွေဒီပေါ့နော်ဒါကလပ်မပါတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ပေါ့နော်ဒီအဲ့လိုမျိုးကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမောင်းတဲ့အခါမှာပေါ့နော်ဒီအော်တိုကားတွေကိုဒါမောင်းတဲ့အခါမှာဆိုရင်ပြောရမယ်ဆိုရင်ဒါဝင်တုံးဝင်ပို့ပေါ့နော်ဒါဝင်တုံးဝင်ပို့ကနည်းတယ်ပေါ့နော်ပြောရမယ်ဆိုရင်တိတ်ပြီးတော့ကလပ်မပါတာဖြစ်တဲ့ကြောင့်မို့ကလပ်ကိုဒါနင်းစရာမလိုတာဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီမောင်းတဲ့အခါမှာပေါ့နော်ဒါဝင်တုံးဝင်ပို့ဒါနည်းတယ်ပေါ့နော်နည်းပြီးတော့တဲ့သူကဒီမောင်းတဲ့အခါမှာဆိုရင်လည်းပေါ့နော်သူကကြတော့ဒီတက်တောက်တက်တာနဲ့ဒါမောင်းလို့ရတယ်ပေါ့နော်မောင်းတဲ့အခါမှာဆိုရင်လည်းဒါကလပ်မပါတာဖြစ်တာဖြစ်တဲ့ကြောင့်မို့တက်တောက်တက်တာနဲ့တဲ့ဒါမောင်းလို့ရတယ်ဆိုပေမဲ့ပေါ့နော်ဒီကိုယ့်ရဲ့ခံစားချက်မှာဆိုရင်ပေါ့နော်စိတ်တယ်မှာဆိုရင်ပေါ့အော်တိုကလွယ်လိုက်တာဆိုရဲပေါ့နော်စိတ်နေတဲ့အဲ့လိုမျိုးမောင်းလို့မရပါဘူးဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคပြန်ချုံပြောမယ်ပေါ့နော်အော်တိုကားနဲ့မန်နူရယ်ကားနဲ့ကဒါမတူပါဘူးဘာဖြစ်လို့လဲဆိုတော့အော်တိုကားထဲမှာဆိုရင်ဒါကလပ်မပါဘူးဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်အဲ့လိုမျိုးကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအော်တိုကားကိုမောင်းတဲ့အခါမှာဆိုရင်နော်ဝင်တော့ဝင်ပိုးကဒါနဲတယ်ပေါ့နော်ဒါတိတ်ပြီးတော့ကင်တွယ်စရာမရှိရဖြစ်တဲ့ကြောင့်မို့ဝင်တော့ဝင်ပိုးနဲတယ်ပေါ့နော်အဲဒါကြောင့်မို့သူကကြတော့ဒါမောင်းရတာပေါ့နော်ဒါတက်တောက်တက်တာရှိရပေါ့နော်ပြောရမယ်ဆိုမောင်းရတာပေါ့နော်ဒါလွယ်လေးနဲ့ဒါမောင်းလို့ရတယ်ပေါ့နော်မောင်းရတာဒါတက်တောက်တက်တာရှိရဆိုပေမဲ့တဲ့လွယ်လိုက်တာဆိုတဲ့ခံစားချက်နဲ့ပေါ့နော်စိတ်ခံစားချက်နဲ့ပေါ့နော်အဲ့လိုမျိုးမောင်းလို့မရပါဘူးအော်တိုကားကလွယ်လိုက်တာဆိုပြီးတော့ပေါ့နော်ဒါစိတ်နဲ့တဲ့အဲ့လိုမျိုးစိတ်နဲ့ဒါမောင်းလို့မရပါဘူးဆိုပြီးတော့ဒါသူပြောတာပေါ့နော်အော်တိုကားကိုမောင်းတဲ့အခါမှာဆိုရင်ဒီအော်တိုကားရဲ့ပေါ့နော်အခြေခံအချက်တွေကိုတဲ့ဒါတေးသေးချာချာလေးနားလည်ပြီးတော့ပေါ့နော်ဒါမှန်မှန်ကန်ကန်နဲ့တဲ့ဒါမောင်းဖို့ပေါ့နော်မောင်းနိုင်ဖို့ကဒါအရေးကြီးပါတယ်ဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်โอเคစာမိုးဝဲမှာဒီနေရာမှာကျတော့ဒါဘယ်လိုမေးတက်လဲဆိုတော့ဒီအော်တိုကားတွေဒီပေါ့နော်ဒါမန်နူရယ်ကားတွေနဲ့မတူဘူးပေါ့နော်ကလပ်မပါတာဖြစ်တဲ့ကြောင့်မို့ဒါမောင်းတဲ့အခါမှာဆိုရင်ပေါ့နော်ဒါလွယ်လိုက်တာဆိုတဲ့ခံစားချက်နဲ့တဲ့ဒါမောင်းလို့ရပါတယ်ဆိုပြီးတော့အဲ့လိုမျိုးမေးတက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါမှားတယ်ပေါ့နော်သူကလွယ်တယ်ဆိုပေမဲ့လည်းပေါ့နော်လွယ်လိုက်တာဆိုတဲ့ခံစားချက်နဲ့ပေါ့နော်အဲ့လိုမျိုးနဲ့စိတ်ထဲမှာအဲ့လိုမျိုးတွေးပြီးတော့အဲ့လိုမောင်းလို့မရဘူးပေါ့နော်အော်တိုကားမှဆိုလဲဒါအော်တိုကားရဲ့ဒါဂုဏ်သက်တည်သူဟာနဲ့သူရှိရဖြစ်တော့ဒါမှမဟုတ်အဲ့ဒီဟာကိုတေးသေးချာချာလေးနားလည်ပြီးတော့ပေါ့နော်ဒါမှန်မှန်ကန်ကန်နဲ့ပေါ့နော်လေးလေးနက်နက်ထားပြီးတော့ဒါမောင်းဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုဒါသူပြောရတာပေါ့နော်နောက်တစ်ခုကကျတော့ဒါသူစာရေးထားတာကတော့နောက်တစ်မျက်နှာမှာရေးထားတာပေါ့နော်ဒါဒီမျက်နှာကိုကြည့်ပြီးတော့ပဲဒါရှင်းပြလိုက်တော့မယ်ပေါ့နော်ဒီအော်တိုကားတွေပေါ့နော်အော်တိုကားတွေကဒီဂုံးအဆင်းတွေပေါ့နော်ဒီဂုံးအဆင်းတွေကိုဆင်းတဲ့အခါမှာဆိုရင်
ခြေထောက် brake ကိုသုံးတာထက်ပေါ့နော် engine brake ကိုသုံးရမယ်ပေါ့နော် engine brake ကိုဦးစားပေးပြီးတော့သုံးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုဂုံစင်းနေမှာဆိုရင်ဒီခြေထောက် brake ကိုသုံးတဲ့အခါမှာဆိုရင်ခြေထောက် brake ကိုထောက်လျှောက်ပြီးတော့နင်းပြီးတော့သုံးလာမယ်ဆိုရင်ဒီ brake ကပို့ပြီးတော့ပေါ့နော် brake မမိတာတွေဘာတွေညာတွေဒါဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီလိုမျိုးဂုံစင်းနေမှာဆိုရင်ဒီခြေထောက် brake ထက်ကိုဒီ engine brake ကိုသုံးရမယ်ပေါ့နော် okay engine brake ဆိုတာကျတော့ဒါ license ရှိသမားတွေဆိုတော့ဒါသိပြီးသားပါ engine brake ဆိုတာကျတော့ဘာပြောရလဲဆိုတော့ဒီလက်တံလေးကိုပေါ့နော်ဒီလက်တံလေးကိုသွားကြတော့ပုံမှန် dry နဲ့မောင်းနေဆိုပေမဲ့ဒီလိုကုန်းစင်းနေမှာဆိုရင် dry နဲ့ဆင်းတာမဟုတ်ဘဲနဲ့ပေါ့နော်ဒီနဲ့ဆင်းတာမဟုတ်ဘဲနဲ့ပေါ့နော်နီပေါ့နော်နီဆိုတာကကြတော့ဒီ second ကိုပြောတာပေါ့နော်ဂျပန်လိုဆို second တို့ပေါ့နော်ဒီနီတို့မဟုတ်ပေါ့နော်လေပေါ့နော်ဒါတို့မဟုတ်ပေါ့နော် ichi တချို့ကားတွေကကြတော့နီနေရမှာနီမဟုတ်ဘဲနဲ့ ichi ဆိုပြီးတော့ဒါဖြစ်တတ်တယ်ပေါ့နော်ဒါကားတစ်စီးနဲ့တစ်စီးနဲ့မတူဘူးအဲ့ဒါကြောင့်မို့နီတို့မဟုတ် ichi တို့မဟုတ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီချင်းကြီးလည်းပါအတန်လေးကိုပေါ့နော်ဒီနီတော့မဟုတ်တော့မဟုတ်ပေါ့နော်ichi ပေါ့နော်အဲ့ကိုထားပြီးတော့ဒါ engine brake ကိုပေါ့နော်ဒါသုံးရမယ်ပေါ့နော် okay အဲ့ဒါဆိုရင်ဒီလိုမျိုးဂုံစင်းနေမှာဆိုရင်ဒါခြေထောက် brake ကိုပေါ့နော်ဒါသုံးတာဒီပေါ့နော်သုံးတာဒီဒါ brake တွေပါညာတွေတောက်လျှောက်ပြီးသုံးမယ်ဆို brake တွေပါညာတွေမမိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီခြေထောက် brake ထက်ကိုပေါ့နော်ဒီ engine brake ကိုပို့ပြီးတော့သုံးရမယ် engine brake ကိုဦးစားပေးပြီးသုံးရမယ်ပေါ့နော်ဒီခြေထောက် brake ကိုကကြတော့လိုအပ်တဲ့အခါမှာဒါလေရင်ပေါ့နော်ဒါအကူအနေနဲ့ပေါ့နော်သုံးရမယ်ဆိုပြီးတော့ဒါမှတ်ထားပေးရမယ်ပေါ့နော်โอเคအဲ့တော့မိကုန်းနေမှာဆိုရင်ဒါဂုံအစင်းမှာဆိုရင်ဒါခြေထောက်ဒီ engine brake ထက်ပေါ့နော်ဒီ engine brake ထက်ခြေထောက် brake ကိုသုံးသင့်ပါတယ်ဆိုပြီးတော့မေးလာခဲ့တယ်ဆိုရင်ဒါမှားတယ်ပေါ့နော်ဒီခြေထောက် brake ထက်ကိုပေါ့နော်ကိုကဦးစားပေးပြီးသုံးရမှာက engine brake ကိုဦးစားပေးပြီးတော့သုံးရမယ်ပေါ့နော်ဒါခြေထောက် brake ကိုကကြတော့လိုအပ်တဲ့အခါမှာသုံးရမယ်ဆိုတဲ့ဒါတစ်ချက်ရယ်ပေါ့နော်โอเคနောက်တစ်ချက်ကကြတော့ဒါနောက်တစ်မျက်နှာကိုသွားပြီးတော့ဒါရှင်းပြပေးမယ်ပေါ့နော်ဟိုပြောပြတဲ့စာဒီနေရာမှာဒါရှင်းပြရတာပေါ့နော်ဒါဂုံအစင်းနေမှာဆိုရင်ပေါ့နော်ဒါဂုံအစင်းနေမှာဆိုရင်ဒါဒီနေရာမှာရှင်းပြရတယ်နောက်တစ်ချက်ပြောပြမယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီအော်တိုကားတွေကိုဒီကားရက်တော့မယ်ပေါ့နော်ဒါကားပါကင်ထိုးတော့မယ်ကားရက်တော့မယ်ဆိုရင်ဘယ်မှာပဲရက်ဂုံအတက်မှာပဲရက်ဂုံအစင်းမှာပဲရက်ဂုံထိပ်မှာပဲရက်မြေပြက်မှာပဲရက်ပေါ့နော်ဒါဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်ဒါရက်တဲ့အခါမှာဆိုရင်ကကျတော့ပါကင်မှာထားပြီးတော့ပြီးမှာထားပြီးတော့ဒါရက်ကမယ်ပေါ့နော်โอเคအဲ့ဒါသူဒီနေရာမှာဒါရှင်းပြရတာပေါ့နော်အဲ့ဒါကိုဒီသူကကျတော့ဘယ်လိုမေးတတ်တယ်ပေါ့နော်ဒီအော်တိုကားတွေကိုဒါမောင်းတဲ့ခါမှာဆိုရင်ဒါပေါ့နော်ဒါဂုံအဆင်းမှာဆိုရင်ပေါ့နော်အားထားတင်နေလို့ပေါ့နော်ပြီးရဲ့အခါကျတော့ဒီ ichi ထားတင်နေလို့ပေါ့နော်လိုးထားတင်နေလို့အဲ့လိုမျိုးတွေဒါမေးတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါမှားတယ်ပေါ့နော်အော်တိုကားကျတော့ manual ကားနဲ့မတူတာကျတော့ဒါဘက်မှာရက်ဂုံတက်မှာပဲရက်ဂုံအဆင်းမှာပဲရက်မြေပြတ်မှာပဲရက်ဘယ်နေရာမှာပဲရက်အော်တိုကားတွေကကျတော့ parking နဲ့ပဲဒါရက်ကမယ်ပေါ့နော်အဲ့ဒါကိုသူကမေးခွန်းမှာအားထားမယ်လို့ပေါ့နော်လိုးထားမယ်ဆိုပြီးတော့ဒါမေးလာခဲ့တယ်ဆိုရင်ဒါမှားတယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒါကကျတော့ကားနဲ့ပတ်သက်တာဒါပြီးသွားပြီပေါ့နော်နောက်တစ်ခုဆိုင်ကယ်ပေါ့နော်နားကြတော့ဂျပန်မှာကြတော့သူကကြတော့ဒီကားလိုင်စင်ရှိရဆိုရင်ကိုဂျူးစီစီပါမောင်းလို့ရတာဖြစ်တဲ့ကြောင့်မို့ဒီစာအုပ်ထဲမှာဆိုရင်ဒါဆိုင်ကယ်အကြောင်းတွေပါဒါတင်ထားပေးရပါတော့။ Okay အဲ့ဆိုရင် तू ကလည်းဒီမှာဆိုရင်ဒါအော်တိုဆိုင်ကယ်နဲ့မန်တူရယ်ဆိုင်ကယ်နဲ့ပေါ့နော်မတူညီတဲ့ဟာကို तू ဒါရှင်းပြရတယ်ပေါ့နော်ဒါကတော့ဆောင်းဘဝမှာမေးနိုင်ခြေကလုံးဝနေတယ်ပေါ့နော်မေးမှာမဟုတ်ဘူးပေါ့နော်ဒါခုနကတော့အတူတူပဲဒါကကြတော့ဒီအော်တိုဆိုင်ကယ်နဲ့ပေါ့နော်ဒါအော်တိုဆိုင်ကယ်တွေကိုမောင်းတဲ့ခါမှာဆိုရင်ဒါတတိထားရမယ်ဟာဆိုပြီးတော့ဒါသူရှင်းပြတာပေါ့နော်ခုနအရှိရဟာနဲ့တူတူပဲကားနဲ့ဆိုင်ကယ်နဲ့ပဲကွာသွားတယ်ပေါ့နော်โอเคသူကဘယ်လိုပြောထားလဲဆိုတော့ဒီအော်တိုဆိုင်ကယ်တွေကိုမောင်းတဲ့ခါမှာဆိုရင်တော့ဒါမန်နူရယ်ဆိုင်ကယ်တွေကိုမောင်းတာနဲ့မတူဘူးပေါ့နော်။ဘာမတူတာလဲဆိုတဲ့အခါကျတော့ဒီအော်တိုဆိုင်ကယ်တွေမှာဆိုရင်လည်းဒါကလပ်မပါဘူးပေါ့နော်။ကလပ်မပါဘူးတဲ့အဲ့လိုမျိုးကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဒါမောင်းတဲ့အခါမှာဆိုရင်ပေါ့နော်ဒါမောင်းတဲ့အခါမှာကင်တွယ်ရတဲ့အခါမှာဆိုရင်ပြောမှဆိုတော့ဝင်တော့ဝင်ဖို့နဲတယ်ပေါ့နော်ဝင်တော့နေဖို့နဲပြီးတော့ဒါမောင်းရတဲ့ခါတက်တာတယ်ပေါ့နော်မောင်းရတဲ့ခါဒါတက်တာတယ်ဆိုပေမဲ့တဲ့ဒါကိုကလွယ်ကူတဲ့ခံစားချက်နဲ့တဲ့ဒါအော်တိုဆိုင်ကယ်တွေကိုတဲ့ဒါမောင်းလို့မရဘူးပေါ့နော်ဟဲ့လွယ်လိုက်တာအော်တိုဆိုင်ကယ်ကလွယ်လိုက်တာဆိုတဲ့ခံစားချက်နဲ့တဲ့ဒါမောင်းလို့မရပါဘူးတဲ့ဒီအော်တိုဆိုင်ကယ်တွေရဲ့ပေါ့နော်ဒါအခြေခံအချက်တွေကိုတိတိကျကျလေးနားလည်ပြီးတော့အမှန်မှန်ကန်ကန်နဲ့ပေါ့နော်ဒါမောင်းဖို့တဲ့မောင်းနိုင်ဖို့ပေါ့နော်ဒါအရေးကြီးပါတယ်ဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်โอเคအဲ့ဒါဆိုဒီနေရာမှာလဲမေကိုအနေနဲ့ခါမှာဆိုရင်ပေါ့နော်ဒါအော်တိုဆိုင်ကယ်တွေဒီပေါ့နော်မန်နူရယ်ဆိုင်ကယ်နဲ့မတူညီဘူးပေါ့နော်ဒီကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ပေါ့နော်ဒါမောင်းရတာပေါ့နော်ဒါလွယ်ကူတဲ့လွယ်လိုက်တာဆိုတဲ့ခံစားချက်နဲ့မောင်းလို့ရပါတယ်လို့ပြောလာခဲ့တယ်ဆိုရင်ဒါမှားတယ်ပေါ့နော်အဲ့လိုမျိုးခံစားချက်ကိုထည့်ပြီးတော့ဒါမောင်းလို့မရဘူးပေါ့နော်။တည်တည်ချာချာလေးဒီအော်တိုဆိုင်ကယ်ရဲ့အကြောင်းတည်တည်ချာလေးနားလည်ပြီးတော့မှန်မှန်ကန်ကန်နဲ့ပေါ့နော်ဒါမောင်းလေးထားပြီးတော့ဒါမောင်းဖို့လိုအပ်တယ်ပေါ့နော်။ Okay နောက်တစ်ခုကကြတော့ဒီအချက်ပေါ့နော်ဒီအချက်ကကြတော့ဒါအများအဖြစ်ပေါ့နော်ဒီတင်မောင်းလိုက်စင်ယူတဲ့လူတွေပေါ့နော်ဒါလိုင်စင်ပုံမှန်ကားကြောင်းတက်ပြီးတော့လိုင်စင်ယူတဲ့လူတွေဆိုရင်ဒီဟာဆာမိုးမှာဆိုင်ငယ်နဲ့ပတ်သက်ပြီးတော့ဒီဟာအမေးများတဲ့အချက်တွေမှာဒါပါတယ်ပေါ့နော်
တော့ကြတော့ဒါဘာကိုပြပြတာလဲဆိုတော့ဒီ auto cycle တွေပေါ့နော် auto cycle တွေကိုအစပြီးတော့ထွက်တော့မယ့်အခြေအနေမှာဆိုရင်ဒါ auto cycle တွေကကလပ်မပါဘူးပေါ့နော်ကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မိုးတဲ့ဒီ auto cycle ရဲ့ lever ကိုပေါ့နော်ရုတ်တရက်လှည့်လိုက်မယ်ဆိုရင်cycle ကစောက်ပြီးတော့ပေါ့နော်စောက်ထွက်တာပေါ့နော်ရုတ်တရက်စောက်ထွက်တာ Q hashing ပေါ့နော်အဲ့လိုမျိုးစောက်ထွက်တာဘာညာရှိရဖြစ်တဲ့အတွက်ကြောင့်မိုးတဲ့အန်တီရရှိတာဖြစ်တဲ့အတွက်ကြောင့်မိုးတဲ့ဒါသတိထားဖို့လိုအပ်ပါတယ်ဆိုပြီးတော့ဒါသူပြောတာပေါ့နော် okay နောက်တစ်ခါပြန်ပြပြမယ်ပေါ့နော်ဒီ auto cycle တွေကကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ lever ကိုရုတ်တရက်လှည့်လိုက်မယ်ဆိုရင်ပေါ့နော်ရုတ်တရက်စောက်ထွက်တာတွေဘာညာတွေပေါ့နော်ဖြစ်ပြီးတော့တဲ့အန်ဒီရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဒါ lever ကိုပေါ့နော်ဒါကိုအသုံးပြုတဲ့အခါမှာဆိုဒါသတိထားရမယ်ဆိုတဲ့အချက်လေးကိုဒါသူပြောရတယ်ပေါ့နော်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဒီဟာဆိုလေဒါဆောင်မှုပေါ်မှာမေးနိုင်ခြင်းနေတယ်ပေါ့နော်ဒါနိုင်စင်ချင်းနေတူတွေတက်ကြတော့ဒါမမေးနိုင်ဘူးပေါ့နော်ဒါအကယ်၍ဒါမေးလည်းမေးလာနိုင်တာပေါ့နော်ဒါမေးမဲရှုရစ်ကတော့ဒါဟောဖြစ်တယ်ပေါ့နော်ဒါနေတယ်ပေါ့နော်ဒါမမေးနိုင်ဘူးပေါ့နော်โอเคအဲ့ဆိုရင်ဒီဟာကကျတော့ဒီအလိုအလျောက်မောင်းတဲ့ကားပေါ့နော်ဒါကြားဖို့မှာပေါ့ဒါကြည်တိုးအွန်တင်ပေါ့နော်ဒါအလိုအလျောက်မောင်းတဲ့ကားလူမောင်းတရားမလိုပဲねပေါ့နော်ဒါအလိုလျောက်မောင်းတဲ့ကားပေါ့နော်โอเคအဲ့ဒီကားတွေကကျတော့ဂျပန်နိုင်ငံမှာကျတော့ဒီတတ်မှတ်ချက်တွေရှိရဲပေါ့နော်အဲ့ဒီအလိုလျောက်မောင်းတဲ့ကားကကျတော့ဒီရိုးရိုးလမ်းတွေပေါ့နော်အခုသွားနေတဲ့ရိုးရိုးလမ်းတွေအောက်လမ်းတွေပေါ့နော်ပြောမယ်ဆိုအီပန်တိုရိုတွေပေါ့နော်ဂျပန်လိုပြောမယ်ဆိုရင်အဲ့လိုမျိုးလမ်းတွေမှာဒါမောင်းလို့မရဘူးပေါ့နော်တော့ဗမာပဲမောင်းလို့ရတာလဲဆိုရင်ဒီအလိုလျောက်မောင်းတဲ့ကားကကျတော့သူကအမြန်လမ်းမှာပဲမောင်းလို့ရတယ်အဲ့တစ်ချက်မှတ်ပေးရမယ်ပေါ့နော်ဒီအလိုလျောက်မောင်းတဲ့ကားတွေဒီပေါ့နော်ဒါဂျပန်နိုင်ငံမှာဆိုရင်ဒါအမြန်လမ်းမှာပဲဒါမောင်းလို့ရတယ်ပေါ့နော်ဒါခိုးစုကူကြည့်လို့ရှာခိုကူတိုနိခါကီဒီပေါ့နော်ဒါတော့အမြန်လမ်းမှာပဲဒါမောင်းလို့ရတယ်ပေါ့နော်ပြီးတဲ့အခါကျတော့သူကအချိန်မီပဲမောင်းလို့ရလားဆိုတော့လည်းမရဘူးမိုးရွာတဲ့အခါမှာဆိုရင်မောင်းလို့မရဘူးပေါ့နော်ရာသီဥတုတာရတဲ့အချိန်နေတာတဲ့အချိန်တွေပဲဒါမောင်းလို့ရတယ်ပေါ့နော်ဒါမိုးရွာတဲ့အခါမှာဆိုရင်ဒါမောင်းလို့မရဘူးဆိုတဲ့တစ်ချက်ကိုဒါမှတ်ပြရမယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ဒီအလိုလျောက်မောင်းတဲ့ကောင်မောင်းတဲ့ခါမှာဆိုရင်ပေါ့နော်မလုတ်တဲ့အချက်ပေါ့နော်ဒါ၃ခုရှိရပေါ့နော်နံပါတ်1ကကျတော့အရက်တောက်လို့မရဘူးဒါကတော့ဂျပန်မှာဘယ်ကားမမောင်းပေါ့နော်ဒါအရက်တောက်လို့မရဘူးပေါ့နော်ဒါနံပါတ်1တစ်ချက်ကကျတော့အရက်တောက်လို့မရဘူးပေါ့နော်နောက်နံပါတ်2တစ်ချက်ကကျတော့ဒီအလိုအလျောက်မောင်းတဲ့ကောင်မောင်းမယ်ဆိုရင်ပေါ့နော်ဒါအိတ်လို့မရဘူးပေါ့နော်ဒါသူ့ဘာသူကအလိုလျောက်မောင်းနေရပဲငါခဏမှိမ့်မယ်ဆိုပြီးတော့ခဏလေးလည်းမှိမ့်လို့မရဘူးအကြာကြီးလည်းမှိမ့်လို့မရဘူးပေါ့နော်လုံးဝအိတ်လို့မရဘူးပေါ့နော်โอเคနောက်တစ်ချက်ကကြတော့နံပါတ်3တစ်ချက်ကကြတော့ထိုင်ကုန်ပေါ့နော်ထိုင်ကုန်ကကြတော့ဒီကားမောင်းသမားထိုင်ကုန်မှာပဲထိုင်ရမယ်ပေါ့နော်ဒီကားမောင်းသမားပေးနာထိုင်ကုန်ပေါ့နော်ထိုင်ကုန်မှာထိုင်တာတို့ပေါ့နော်ဒီအနောက်မှာထိုင်တာတို့ပေါ့နော်အဲ့လိုမျိုးလေးဒါလုပ်လို့မရဘူးပေါ့နော်โอเคအဲ့ဒါဆိုရင်ဒါပြန်ပြောရမယ်ဆိုရင်ဒီအလိုလျောက်မောင်းတဲ့ကားကိုမောင်းတဲ့ခါမှာဆိုရင်အမြန်လမ်းပဲမောင်းလို့ရတယ်ပြီးတဲ့ခါကျတော့ဒါနေတာတဲ့အချိန်ပဲဒါမောင်းလို့ရတယ်မိုးရွာတဲ့အချိန်မှာမောင်းလို့မရဘူးပေါ့နော်โอเคနောက်တစ်ခုကအဲ့ဒီကားကိုမောင်းတဲ့ခါမှာဆိုရင်အရက်တောက်လို့မရဘူးအိတ်လို့မရဘူးပြီးတဲ့အခါကျတော့ထိုင်ကုန်လဲရွှေ့ပြီးတော့ဒါထိုင်လို့မရဘူးဆိုပြီးတော့ဒါသိရမယ်ပေါ့နော်။ Okay ဒါအခန်း14ကတော့ဒီလောက်ပဲပေါ့နော်။ဒါမေးခွန်းလေးတွေဖြည့်ကြည့်ကြည့်မယ်ပေါ့နော်။မေးခွန်းလေးတွေဖြည့်ကြည့်ကြည့်မယ်ဆိုရင်မေးခွန်းဖြည့်မယ်ဆိုရင်ပေါ့နော်။မေးခွန်းဖြည့်မယ်ဆိုရင်ပေါ့နော်ဒီကနံပါတ်1ပေါ့နော်။နံပါတ်1ကကျတော့ဒီ automatic シャワーで温定の気温を正しく理解さえすればဒီပေါ့နော်マニュアル車に比べてより危険が少ないので安易な気持ちで運転することができるတဲ့ဒီ automatic 車ဆိုတာ auto ကားတွေပြောတာပေါ့နော်ဒီ auto ကားတွေဒီတဲ့ on တင်の基本ကိုတဲ့ဒီကားမောင်းနေပေါ့နော်基本ဆိုတာအခြေခံအချက်တွေကိုတဲ့သာသာရှိခုပေါ့နော်မှန်မှန်ကန်ကန်နေတဲ့理解さえすればပေါ့နော်ဒါနားလေတာမဲ့ဆိုရင်တော့တဲ့အော်တိုကားတွေဒီတဲ့ဒီပေါ့နော်ကားမောင်းတဲ့အခါပေါ့နော်လိုအပ်တဲ့ဒီအခြေခံအချက်တွေကိုတဲ့ဒါမှန်ကန်စွာနဲ့ပေါ့နော်နားလေတာမယ်ဆိုရင်တော့တဲ့ဒီပေါ့နော် manual ရှာနိခုရာဘေတေယောဒီပေါ့နော်ဒါ manual ကားတွေနဲ့တဲ့အနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပေါ့နော်ဒီ manual ကားတွေထက်ကိုတဲ့ခီကင်းကစုကုနိုင်တော့တဲ့ဒါအန်ဒီရဖြစ်နိုင်ခြေကနည်းတယ်ပေါ့နော်ဒီ auto ကားတွေက manual ကားနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပေါ့နော်ဒါအန်ဒီရဖြစ်နိုင်ခြေတဲ့နည်းတာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့အအိနာခီမိုချီတဲ့ on တေစုခုတိုကတဲ့ခီတို့တဲ့လွယ်ကူတဲ့ခံစားချက်နဲ့အော်တိုကားဒီလွယ်လိုက်တာဆိုရဲပေါ့နော်ဒီလွယ်ကူတဲ့ခံစားချက်နဲ့တဲ့ဒါမောင်းလို့ရပါတယ်တဲ့မောင်းနိုင်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคမြန်မာလိုပြန်ပြောရမယ်ဆိုရင်ဒီအော်တိုကားတွေဒီတဲ့ဒီကားမောင်းတဲ့အအခြေခံအချက်တွေကိုပေါ့နော်ဒါတည်တည်ကြကြနားလည်ထားမယ်ဆိုရင်တဲ့ဒီ manual ကားနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပေါ့နော်အန်တီရဖြစ်နိုင်ခြေနည်းတာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဒီပေါ့နော်အော်တိုကားတွေကိုမောင်းတဲ့ခါမှာဆိုရင်တော့ဒါလွယ်ကူတဲ့ခံစားချက်နဲ့ပေါ့နော်ဒါမောင်းလို့ရပါတယ်ဆိုပြီးတော့ဒါမေးခွန်းမှာပြောရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နံပါတ်1ကကြတော့ဒါမှားတယ်ပေါ့နော်အော်တိုကားတွေဒီပေါ့နော်ဒါမောင်းရတာကလပ်မပါလို့တက်တာတယ်ဆိုပေမဲ့လေပေါ့နော်ဒါလွယ်ကူတဲ့ခံစားချက်လွယ်လိုက်တာဆိုတဲ့ဟာနဲ့ပေါ့နော်စိတ်ကိုထားပြီးတော့ဒါမောင်းလို့မရဘူးပေါ့နော်ဒါမောင်းလို့ရတယ်လို့ပြောတာဖြစ်တဲ့ကြောင့်မို့ဒီနံပါတ်1ကကျတော့ဒါမှားတယ်ပေါ့နော်။ Okay နောက်တစ်ခုနံပါတ်2
오토마치고 샤데레 사카오 쿠다루 도키ニュートラルデレ走行するドレニニオの節約になるでオートマチック車でဘောနော်ဒါအော်တိုကားတွေနေတဲ့စက်ကာကိုခူဒါရုတုကီစက်ကာဆိုတာတောင်လန်းနေပြောတာဘောနော်ဒီတောင်လန်းတွေကိုတဲ့ခူဒါရုတုကီဆိုတာဆင်းတဲ့အခါဘောနော်ဒီအော်တိုကားနေတဲ့ဒီဂုံးတွေကိုဆင်းတဲ့အခါမှာဆိုရင်ဘောနော်ဒီဂုံးကိုဆင်းတဲ့အခါမှာဆိုရင်တောင်တက်လန်နေရနေပြီးတော့ဆင်းတဲ့အခါမှာဆိုရင်တော့တဲ့နျူတိုရာရုဆိုတာကျတော့ neutral ကိုပြောတာဘောနော်ဒီ auto ကားတွေရဲ့ဒီ chain ကြီးလဲပါတယ်မှာဆိုရင်ပေါ့နော်ဒါ in ကိုပြောတာပေါ့နော်ဒီ neutral ပေါ့နော်ဒီ neutral ကကျတော့သူကဘာပြောတာလဲဆိုတော့ဒီ engine ရဲ့ပေါ့နော်ဒါသိပါတယ် license ရှိပြီးသားသမားတွေဆိုတော့ဒီ engine ရဲ့ R တွေကိုပေါ့နော်ဒီ bane ကိုမပို့ပေးဘူးပေါ့နော် bane စီမပို့ပေးဘူးပေါ့နော်ဒီ neutral ထားရတယ်ဆိုရင်ဒါကားဘိန်းတွေကမလှုပ်ဘူးပေါ့နော်ဒါအရှိန်ပန်နေတယ်ဆိုရင်တော့တောင်ဆင်းနေဆိုရင်တော့ဒါသူ့ဘာလို့ပြောတာသွားနေမှာပဲပေါ့နော်ဒါတောင်ဆင်းလို့အရှိန်ပြေသွားပြီဆိုရင်တော့ဒါ neutral ထားရတယ်ဆိုရင်ဒါကားကဒါရက်သွားမှာပေါ့နော်โอเคဒါအော်တိုကားတွေနေတဲ့ဒါဂုံးစင်းတဲ့အခါမှာဆိုရင်တော့တဲ့ဒါပေါ့နော်ဒီ neutral ကိုနေတဲ့ဒါသွားမယ်ဆိုရင်ပေါ့နော်ဒါဒီ dry နဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒါ in ကိုထည့်လိုက်မယ်ဆိုရင်တော့တဲ့နင်းလျောနော်ဆက်စရခုနေနာတို့တဲ့နင်းလျောဆိုတာလောင်စာစီပေါ့နော်ပြောမယ်ဆိုဒီစီပေါ့နော်ကားစီပေါ့နော်လောင်စာစီကိုတဲ့ဆက်စရခုနေနာတို့တဲ့ဒါချွေတိုင်ရရောက်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคအော်တိုကားတွေနေတဲ့ဒါဂုံးစင်းတဲ့အခါမှာဆိုရင်ပေါ့နော်ဒါ neutral ကိုတဲ့ဒါထားတာ neutral နဲ့သွားမယ်ဆိုရင်တော့တဲ့ဒါပေါ့နော်လောင်စာစီကိုတဲ့ဒါချွေတိုင်ရရောက်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคသူပြောတာလည်းမမှားတော့မမှားဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး neutral နဲ့ဆင်းနေဆိုရင်ဒါအဘူးနိုင်ဖြစ်တယ်ပေါ့နော်ဒါသူကိုဆင်းရမှာကြတော့ neutral နဲ့ဆင်း neutral နဲ့ဆင်းတော့မှဒီကွာဒါ break ကိုမြင်လာမှာလေအားကြောင့်မို့ဒီဟာကြတော့ဒါမှားတယ်ပေါ့နော်ဘာနဲ့ဆင်းရမှာလဲဆိုတဲ့အခါကျတော့ဒီဂုံးဆင်းနေမှာဆိုဒါ engine brake ကိုသုံးရမှာပေါ့နော် engine brake ကကြတော့ဒီ knee တော့မဟုတ် ichi တော့မဟုတ် air ကိုထားပြီးတော့ပေါ့နော်ဒါခြေထောက် brake ကလိုအပ်တဲ့ခါမှာသုံးရမှာပေါ့နော်အားကြောင့်မို့ဒီနံပါတ်2ကကြတော့ဒီ n ကိုထားပြီးတော့ဆင်းမယ်ဆိုရင်ဒါစီတော့တက်တာတယ်ဆိုပေမဲ့ဒါအဘူးနိုင်ဖြစ်တယ်အန်ဒီရရှိရပေါ့နော်အားကြောင့်မို့ဒီနံပါတ်2ကကြတော့ဒါမှားရတယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်3ကကြတော့ဒီ automatic နေနေရှားဝါတဲ့クランチ操作がいらない本ね。スロートールをね、急に回転させるとね、急発進、する危険があるで。オートマチックに連射はあれ、ဒီ auto ဆိုင်ကယ်တွေပေါ့နော် auto ဆိုင်ကယ်တွေတဲ့ပေါ့နော်ခူရာချီပေါ့နော်ခူရာချီဆိုကလပ်ကိုပြောတာပေါ့နော်ကလပ်ကတဲ့စိုးစားကအီရာနိုင်တော့တဲ့ဒီကလပ်ကိုပေါ့နော်ဒါကင်တွယ်ဖို့တဲ့မလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဆိုလိုချင်တဲ့ပြအော်တိုဆိုင်ကယ်တွေတဲ့ဒါကလပ်မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့စရိုတိုလို့ဆိုတာလီဗာကိုပြောတာပေါ့နော်ဒီလီဗာကိုတဲ့ Q နီးပေါ့နော်ရုတ်တရက်တဲ့ဒီခိုက်တင်ဆက်စက်ကြီးတို့တဲ့ဒါလှည့်လိုက်မယ်ဆိုရင်ပေါ့နော်လီဗာကိုရုတ်တရက်လှည့်လိုက်မယ်ဆိုရင်တော့တဲ့ Q ဟတ်ရှင်စုတို့ခိခင်ကအတူတဲ့ရုတ်တရက်တဲ့စောက်ထွက်တာတွေပါညာတွေရှိပြီးတော့တဲ့ဒါအန်ဒီရရှိနိုင်ပါတယ်ဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်ဒီအော်တိုဆိုင်ကယ်တွေတဲ့ကလပ်မလိုအပ်တာဖြစ်တဲ့ကြောင့်မို့တဲ့ဒီလီဗာကိုပေါ့နော်ဒါရုတ်တရက်လှည့်လိုက်မယ်ဆိုရင်တော့တဲ့ရုတ်တရက်ပေါ့နော်ဒါထွက်ခွာပြီးတော့တဲ့အန်ဒီရဖြစ်နိုင်ခြေရှိပါတယ်လို့ပြောတာဖြစ်တဲ့ကြောင့်မို့ဒီနံပါတ်3ကကျတော့ဒါမှန်တယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်4ကကြတော့ဒီ自動温厚装置をね使って運転している時はတဲ့ဒီအလိုအလျောက်မောင်းတဲ့ကားကိုအသုံးပြုပြီးတော့တဲ့ဒါကားကိုမောင်းနေတဲ့အခါမှာဆိုရင်တော့တဲ့運転者はတဲ့ဒီကားမောင်းသမားတွေတဲ့ထားလျှောနာတာထားလျှောဆိုတာအနည်းငယ်ပြောတာပေါ့နော်အနည်းငယ်ဆိုရင်တော့တဲ့ဤနေမှုဒီしてမှုရောကြီးတဲ့မှေးလို့ရပါတယ်မှိန်လို့ရပါတယ်ပေါ့နော်ဒါအိတ်လို့ရပါတယ်ဆိုပြီးတော့ဒါသူပြောတာလေပေါ့နော်โอเคဒီအလိုလျောက်ကားတွေကိုမောင်းတဲ့အခါမှာဆိုရင်တော့တဲ့ဒါကားမောင်းသမားတွေပေါ့နော်ဒါနည်းနည်းလေးအိတ်မယ်ဆိုရင်တော့အိတ်လို့ရပါတယ်မှိန်မယ်ဆိုရင်လည်းဒါမှိန်လို့ရပါတယ်ဆိုပြီးတော့ဒါသူပြောတာဖြစ်တဲ့ကြောင့်မို့နံပါတ်4ကကျတော့ဒါမှားတယ်ပေါ့နော်ဒါလုံးဝမှိန်လို့လည်းမရအောင်အိတ်လို့လည်းမရအောင်ပေါ့နော်နည်းနည်းလေးတော့မှမရဘူးပေါ့နော်โอเคအဲ့ကြောင့်မို့ဒီနံပါတ်4ကကျတော့ဒါမှားတယ်ပေါ့နော်โอเคအဲ့ဆိုဒါမေးခွန်းလေးတွေဖြည့်ကြည့်ကြည့်မယ်ပေါ့နော်မိကုံကတော့ဒါသုံးဖို့ပဲရှိတာပေါ့နော်နံပါတ်1ဖြည့်ကြည့်ကြည့်မယ်ပေါ့နော်ဒီ automatic shower フランチ操作がいらない棒ね運転が楽になるので安易な気持ちで運転できるတဲ့ဒါခုနဟာနဲ့တူတူပဲပေါ့နော်ဒီ automatic shower တဲ့ဒါ auto ကားတွေတည်တဲ့ crunch 操作がいらない棒ねဒါကလပ်မလိုအပ်တာဖြစ်တဲ့ကြောင့်မို့တဲ့ဒါ auto ကားတွေတည်ပေါ့နော်ဒါကလပ်မရှိတာဖြစ်တဲ့ကြောင့်မို့ကလပ်မလိုအပ်တာဖြစ်တဲ့ကြောင့်မို့တဲ့運転が楽になるのでဒီကားမောင်းရတာပေါ့နော်ဒါတက်တာတဲ့တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့အအီနာကီမိုချီတဲ့လွယ်လိုက်တာဆိုတဲ့စိတ်ခံစားချက်နဲ့တဲ့ on တင်တဲ့ကီလိုတဲ့ဒါမောင်းလို့ရပါတယ်ဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်အော်တိုကားတွေဒီတဲ့ကလပ်မလို့အတာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဒါလွယ်ကူတဲ့ပေါ့နော်လွယ်ဒီကားမောင်းတဲ့ခါမှာဆိုရင်တော့တဲ့ဒါတက်တာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့လွယ်ကူတဲ့ပေါ့နော်ဒါခံစားချက်နဲ့တဲ့ဒါမောင်းလို့ရပါတယ်ဆိုပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့နံပါတ်1ကမှားရတယ်ပေါ့နော်ဒါဘလောက်ပဲလွယ်ပေါ့နော်ဒါသူ့မှာဆိုရင်လည်းသူ့ရဲ့ဟာနဲ့သူရှိရဲပေါ့နော်အဲဒါကြောင့်မို့ဒီလိုမျိုးလွယ်ကူတဲ့ခံစားချက်နဲ့လွယ်လိုက်တာဆိုတဲ့ခံစားချက်ကိုပေါ့နော်နဲဒါကားမောင်းလို့မရဘူးပေါ့နော်
Okay နောက်တစ်ခုနံပါတ်10ကကြတော့ဒီ automatic ကိုရှာတဲ့ဒီခုသားဒီစက္ကာနေတဲ့ချူရှာစုရုတုခီဝချင်းကြီးနေပါဦးတဲ့အာနိဤတဲ့တို့တဲ့ automatic ကိုရှာတဲ့ဆိုတော့ auto ကားနေတဲ့ခုသားဒီစက္ကာနေဆိုတော့ဂုံးအစင်းပေါ့နော်ဒီဂုံးအစင်းမှာတဲ့ချူရှာစုရုတုခီပေါ့နော်ဒါကားကိုရက်တဲ့ခါမှာဆိုရင်တော့တဲ့ဒါ auto ကားနေပေါ့နော်ဒီဂုံးရဲ့အစင်းပေါ့နော်ဂုံးအစင်းမှာကားရက်တဲ့ခါမှာဆိုရင်တော့တဲ့ဒီချင်းကြီးလေပါပေါ့နော်ဒီချင်းကြီးလေပါအတန်လေးကိုတော့တဲ့အာနိဤတဲ့တို့တဲ့အာမှာထားပါမယ်ဆိုပြီးတော့ဒါသူပြောတာပေါ့နော် okay အော်တိုကားပေါ့နော်အော်တိုကားကိုရက်မယ်ရက်မှာဗမာရက်မှာလဲဆိုတော့ဒါဂုံးအစင်းမှာရက်မှာပေါ့နော်ဂုံးအစင်းမှာရက်မှာဆိုရင်တော့တဲ့ဒီချိန်ကြီးလည်းပါအတန်လေးကိုပေါ့နော်အာမှာထားပါမယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်အော်တိုကားတွေကတောင်အစင်းမှာပဲရက်တောင်တက်မှာပဲရက်မြေပြတ်မှာပဲရက်ဘယ်နေရာပဲရက်ပေါ့နော်ရက်တဲ့ခါမှာဆိုပီနဲ့ရက်ကြတယ်ပါကင်နဲ့ရက်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နံပါတ်10ကကြတော့မှားတယ်ပေါ့နော်နောက်တစ်ခုနံပါတ်17 automatic ကိုတဲ့နေနေရှာဝ쿠란치 소사가 일어나이 번에 스로도루오레 키우니 카이덴 사세루도레 키우 하신 수루 키킹가 아루레 라쿠나 아본네 두두베 번어 디 오토마티쿠 니린 샤와레 디 오토 상게리 디레 쿠라치 번어 디 깔라가레 소사가 일어나이 노데 깔라말로 아다 피라 피라 자모다 깔라마 파라 피라 자모 스로도루오레 키우니 번어 리바오 번어 다 요티예레 카이덴 사세루도레 လှည့်လိုက်မယ်ဆိုရင်ပေါ့နော်리바 요티 လှည့်လိုက်မယ်ဆိုရင်တော့ဒါရုတ်တရက်ပေါ့နော်ဒါထွက်ခွာပြီးတော့တဲ့ဒါအန္တရာယ်ရှိပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နံပါတ်7ကကြတော့ဒါမှန်တယ်ပေါ့နော်။ Okay ဒီအခန်း14ကဒီလောက်ပဲပေါ့နော်။ဒီအခန်း14ကကြတော့ဒါမေးနိုင်ခြေနဲတာဖြစ်တော့ကြောင့်မို့မကြည့်ချင်လည်းမကြည့်လို့ရတယ်ပေါ့နော်။ဒါမဲ့အရင်လည်းမများဘူးဆိုတော့အကေမေးခဲ့တည်ရှိတော့ပေါ့နော်။ဖြေနိုင်အောင်တော့ကြည့်ချင်လည်းကြည့်ပေါ့နော်